အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့လီဗာပူးကိုချက်မြတ်လို့ဆိုတာအပေးတဲ့ပေးတဲ့တယောက်ပဲဖြစ်ပါတယ်ကျွန်တော်လီဗာပူးကိုအားပေးလာတာဆိုလို့ရှိရင်20ဝန်းကျင်နီးနီးဖြစ်နေပါပြီဒါကြောင့်ကျွန်တော်လီဗာပူးသတင်းလေးတွေဒီလီဗာပူးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို YouTube channel ရနေပြီးတော့မျှဝေခြင်းလို့မလို့ကျွန်တော်ချင်းမြတ်လို့လီဗာပူးအသင်းအကြောင်းတွေပြောခြင်းလို့မလို့ဒီ channel လေးကိုလောက်အချင်းအကြောင်းဖြစ်ပါတယ်ကျွန်တော်ရဲ့လီဗာပူးညီကိုတွေအကုန်လုံးကျွန်တော် YNW channel လေးကိုအားပေးကြပါလို့မြတ်တာရက်ခံပါတယ်လီဗာပူးအသင်းကအခုဆိုလို့ရှင်တော့မင်းညကစားခဲ့တဲ့ပွဲမှာတော့ Brighton အသင်းကို 3-2 နဲ့ရှုံးသွားတယ်ပေါ့ဗျာ2025ရာဒီမှာလီဗာပူးသားသမားတွေကဒီမိုဟာမက်ဆလက်ကတော့28ကို assistant အနေနဲ့ကတော့18ကျိန်းနဲ့ထိတ်ဆုံးကနေပြီးတော့ရက်တည်နေရပေါ့အဲ့နောက်မှာလူဝေတိုင်းက73ကိုကပ်ပူက10ကိုဆိုပိုစလိုင်းက6ကိုဂျိုဒါကလည်း6ကိုနုနက်ကတော့5ကိုပေါ့ဗျာကျွန်တော်နုနက်ကိုတော့နောက်ရာသီမှာမြင်နေတယ်ဗျကဲဟုတ်ပြီအခုလက်ရှိဒီဂျာမင်ဖရင်မောင်ပေါ့လီဗာပူးကနေခေါ်လိုက်တဲ့ဖရင်မောင်အကြောင်းလေးကိုကျွန်တော်နည်းနည်းအသေးစိတ်လေးနည်းနည်းပြောချင်ပါတယ်လီဗာပူးကအခုဆိုလို့ရှိရင်ဖရင်မောင်ကိုဒီစာချုပ်ချုပ်ဖို့စစ်စစ်ဖို့လိုရပေါ့ဗျာအဲ့လောက်ပဲလိုတော့တယ်ပေါ့ကျွန်တော်တော်တော်များများသဘောတူညီရရှိပြီဆိုပြီးတော့သတင်းတွေတော်တော်များများမှာတက်နေတယ်အဲ့တော့ဒီကစားသမားကသူကဒီသူစတင်ပြီးတော့ဘောလုံးလောကကိုကျင်လည်ခဲ့တာဒီ set တင်နေဗျဒီ set တင်နဲ့2019 2021မှာသူဒီ set တင်မှာကန်ခဲ့တယ်ပေါ့နော် set တင်ကနေပြီးတော့ဒီဘိုင်ယန်လီဗာပူးစင်ကို2021မှာပြောင်းရွှေ့ပြီးကစားခဲ့တယ်သူကဒီပွဲပေါင်း32ပွဲကစားပြီးတော့8ဂိုးသွင်းထားတယ်assistant အနေနဲ့ကတော့9ဂိုးရထားတာပေါ့key pass အနေနဲ့တပွဲပြန်မြ2.1 အထိရှိတယ်ဒီသူကမှန်ကဒီကစားသမားရဲ့အာသာချက်ကဒီဒါဗလင်းနဲ့ကောင်းတာဗျ63%တောင်မှဒီရာသီမှာအောင်မြင်ခဲ့တယ်ထွက်ခဲ့ပိုင်းနေရတော့နည်းနည်းလေးပေါ့အားနေသေးတယ်ပေါ့ဒါပေမဲ့သူ့ရဲ့ဒီကစားပုံကဒီဝင်းဘက်နဲ့တက်ကင်ဖူးဘက်မှာသူအားတာတယ်တက်ကင်ဖူးဘက်လည်းရတယ်ဝင်းဘက်လည်းရတယ်ဒီအမြန်နှုန်းအနေနဲ့ကတော့ဒီတနာရီကို35ကီလိုမီတာလောက်အထိမြင်တယ်မြန်အောင်ပြေးနိုင်တယ်ပေါ့ဗျာမှတ်တမ်းရှိတယ်ပေါ့ဒီ overlap ကတော့ overlap ဒီအသက်အဆင်းကတော့ဒီကျွန်တော်တို့အာနိုရိုဘတ်စင်တို့အတိုင်းပဲမှန်ပါတယ်မှန်သူ run နိုင်တယ်အာနိုတောင်ပိုကောင်းမှထင်တယ်သူကတော့အာနိုလောက်တော့ဒီဖြတ်တင်ဘောတွေပါညာတော့မကောင်းဘူးပေါ့ဗျာဒါပေမဲ့အာနိုနီယာဒါကောင်းသောအစားထိုးခြင်းပါပဲအဲ့လိုတော့ကျွန်တော်မြင်တယ်သူကအခုဆိုလို့ရှိရင်24နှစ်ရှိပြီပေါ့သူကဂါနာလူမျိုးဗျဒါပေမဲ့နိုင်ကိုစားပြုတဲ့နိုင်ငံကတော့ဒီနယ်သာလန်ပေါ့ဟော်လန်ကိုကိုစားပြုထားတယ်အရက်ကတော့9ပေ9လက်မှရှိတယ်တက်တော်မှာခွင်လေးစင်တီမီတာပေါ့ဗျာစင်တီမီတာနဲ့ပြောမှာဆိုရင်ဒီကစားသမားအခုလိုမျိုး35တန်းနဲ့
35တန်40ဝန်းကျင်လောက်နဲ့ရမယ်ဆိုရင်တော့အရန်ကိုတန်တယ်ဗျလီဗာပူးကအဲ့ဟာကိုကျွန်တော်ကြိုက်တယ်ဒီမိုက်ကယ်အရဝါတို့ဘာလို့ခေါ်ယူတဲ့ပုံစံတွေတော့ကြိုက်တယ်ဒါပေမဲ့အာနိုးတို့ဘာလို့မထိနိုင်တာလေးတော့တိတ်တော့မကောင်းဘူးပေါ့ဗျာတကယ်ဆိုရင်အာနိုးကတော့တော်တော်လေးအဆင်ပြေတယ်ရောဘတ်ဆန်နေရာလာအစားထိုးလိုအပ်တာဟုတ်ကဲဒါတော့အခုလက်ရှိလီဗာပူးသတင်းတွေကိုကဲပြောရရင်တော့ကျွန်တော်တို့ဒီပေါ့ Brighton ကိုတော့လီဗာပူးက 3-2 နဲ့ရှုံးခဲ့တယ်ပေါ့ဒါကတော့ကဲအကုန်လုံးလည်းသိပြီးသားရှိမှာပါလီဗာပူးပြည်သက်တွေလည်းဒီကျွန်တော်တို့ရဲ့ဒီ Michael Edward အုပ်ချုပ်ရေးရာရှိကိုဒီအဲဟီလီက sorry ကလက်ကအဲဟီလီကကျွန်တော်တို့ဒီအမှုဆောင်ရာချုပ်ကိုရာရှိချုပ်ကိုစိတ်ဝင်စားနေတယ်သူကဒီ Michael Edward ကိုခေါ်ယူခြင်းနေတယ်အဲ့လိုမျိုးသတင်းတွေတက်နေတယ်ဗျတကယ်လို့မြန် Michael Edward ကအဲဟီလီကိုရောက်သွားရင်လီဗာပူးကလော့ခေါ်မှာပဲဖြစ်တော့မယ်တူတယ်ဟုတ်ပြီနောက်တစ်ခုကကျွန်တော်တို့ဝင့်ပေါ့ Floyd ဝင့်သူလီဗာပူးမှာကန်တဲ့ခြေစမ်းကိုကြည့်ရတာနဲ့ဒီဂျာမနီမှာကန်နေတဲ့နိုင်ငံပွဲတွေခြေစမ်းကြည့်ရတာအရန်ကြိုက်တယ်ဗျာဒီကစားသမားကရရင်တော့လီဗာပူးကရရင်တော့စိုးကုတ်ပေါ့ဒါနဲ့မန်စီးတီးကတော့သူ့ကိုမခေါ်နိုင်ဘူးဆိုတော့ဒီကစားသမားရဲ့လာစာနဲ့တန်ကြီးကတော့အရန်မြင့်မယ်နဲ့တူတယ်တန်ကြီးကိုတော့လီဗာပူးကပေးချင်နိုင်မယ်လို့ကျွန်တော်ထင်ပေမဲ့လာစာပိုင်းမှာတော့ဒီကစားသမားနဲ့ညှိရတာအဆင်ပြေမယ်လို့တော့ကျွန်တော်မထင်ဘူးဒါပေမဲ့ရောက်ခဲ့ရင်တော့အတိုင်းထက်လွန်ပေါ့ဗျာနောက်တစ်ခုကကော်နာဘလက်ဒီကစားသမားလေးကိုကျွန်တော်တို့အသင်းကနေပြီးတော့စာချုပ်အသစ်ချုပ်ဆိုနိုင်ခဲ့တယ်ပြီးတော့ကျွန်တော်တို့တကယ်ကိုလိုချင်နေတယ်စောင့်မျှော်နေတယ်ပေါ့ဗျာရောဘတ်ဆန်နေကအစားထိုးနိုင်မဲ့ကစားသမားမီလိုကာကတ်ကိုခေါ်မယ်ဆိုပြီးတော့ဘုံမောင်နဲ့ဆွေးနွေးနေတယ်ဆိုပြီးတော့ဒီသတင်းတော်များများမှာဒါတအားကိုဟော့ဖြစ်နေတယ်ပေါ့ဗျာဒီဟာလာတကယ်ဟီယာကိုဖြစ်ခဲ့ရင်တော့လုံးဝအဆင်ပြေသွားပြီ